Declan Rice နဲ့ Kaiser တို့ဘယ်သူကပိုကောင်းလဲဒါက Rice ပြောသလိုပဲဗျာသူတို့ညကိုနှိုင်းယှဉ်လို့မရဘူးဘာကြောင့်လဲဆိုလို့ရှိရင် position မတူလို့ပါပဲဒီတော့ position နည်းနည်းလေးတူစီအောင်ရှိတဲ့ CI နှစ်ယောက်ကိုကျွန်တော်တို့ဒါနှိုင်းယှဉ်ကြမလားပေါ့နော်ဒါကတော့ Enzo Fernandez နဲ့ Declan Rice ပဲဖြစ်ပါတယ်အနှုတ်စလုံးကဆိုလို့ရှိရင်တော့ဗျာအသင်းပေါ်ကိုဒါဥဆောင်နိုင်တဲ့အပိုင်းရောဒါ mental passion ရောအတော်လေးကိုမြင်မိုက်လို့ပြောလို့ရတယ်ဟိုကျွန်တော်စလိုက်အောင်ပါ Rice အနေနဲ့ဆိုလို့ရှိရင်ဗျာဘာတွေတာလဲဆိုလို့ရှိရင်ဒါ passion နဲ့ passion အပိုင်းမှာတော့နည်းလေးတာတယ်ဒီနေရာမှာ Enzo ကတော့နည်းရော့ရယ်ပေါ့နော်နောက်တစ်ခုက Enzo ကဘာတာလဲဆိုလို့ရှိရင် Enzo နေနဲ့ဆိုလို့ရှိရင်ဗျာအသင်းကိုဒါဥဆောင်မယ်မောင်းနေမယ်ဒီအပိုင်းတွေပဲတော့ Enzo နဲ့လေးပိုတာရလို့ပြောလို့ရတယ်နောက်တစ်ခုအနေနဲ့ကတော့နိုင်ငံအသင်းနဲ့အရေးပါဖို့ဒါကဆိုလို့ရှိရင်တော့ဒါ Enzo နဲ့လေးပိုတာမယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဗျာ Rice ကအင်္ဂလန်သားဖြစ်တဲ့အတွက်ကိုဒါအင်္ဂလန်မှာ Rice မပါဝင်ဘူးဆိုလို့ရှိရင်လည်းဒါအများကြီးဗျာတခြားသော player တွေလည်းရှိသေးတာဆိုတော့ဒီဘက်ကတော့ဒါတိတ်ပြီးတော့ပြောကြမလို့ပေါ့နော်ဒီတော့တခြားသောဒါအကြောင်းအရာတွေ status တွေဒါ fact တွေအချက်အလက်တွေဘာတွေညာတွေဒါရှိသေးတယ်ပေါ့နော်ခင်ဗျားတို့ဘယ်လိုမျိုးမြင်လဲဘယ်လိုမျိုးထင်လဲပေါ့နော်ကျွန်တော်အထင်ကတော့ဒါအခုလက်ရှိရာသီမှာဆိုလို့ရှိရင်တကယ်ဟိုမှာဒါတို့ရဲ့တက်ဆိုင်ရာအသင်းတွေအတွက်ကိုတော်တော်လေးမှခြေစွမ်းပြပြီးတော့အကျိုးပြုနေသမားနှစ်ယောက်ပဲဖြစ်ပါတယ်ဒီတော့ခင်ဗျားတို့အမြင်ကိုအောက်မှာဝေယံဆွေးနွေးပွဲကနေခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်အဆင်ပြေလို့ရှိရင် like and share follow လုပ်ခဲ့ဖို့လည်းတောင်းဆိုပါတယ်